ဟိုးရှေရှေတုန်းကစိန်လန်းဆိုပြီးတဲ့တောအုပ်ကြီးတစ်ခုထဲမှာအာဂါနစ်ခိုင်လို့အမည်ရတဲ့ငှက်လင်များနှစ်ကောင်ရှိကြပါတယ်။သူတို့ဟာအယောင်ထိတ်ဆွန်လင်းလှပတဲ့တောင်ပန်တွေရှိကြပြီးတောအုပ်ထဲမှာအင်မတန်ချစ်ခင်ကျင်နာတဲ့သူတွေအဖြစ်လူသိများပါတယ်။သူတို့ဟာမြင်မာတဲ့သစ်ပင်ကြီးတစ်ပင်ရဲ့ထိပ်ဖျားမှာခိုင်ခန့်လှပတဲ့အတိုင်လေးတစ်ခုကိုအတူတကွတည်ဆောက်ခဲ့ကြပါတယ်။မကြခင်မှာပဲခိုင်ကဥလေးနှလုံးဥလိုက်ပြီးချစ်စပွဲကောင်းတဲ့ငှက်ပေါက်စားလေးနှစ်ကောင်ချစ်တွေထက်နဲ့မြတ်တို့ထွက်ပေါ်လာပါတယ်။ခိုင်ဟာသားငယ်လေးတွေကိုအတိုက်ထဲမှာနှွေးထွေးစောင့်ရှောက်နေပြီးအာကာကတော့သားသမီးတွေအတွက်အစာရှာဖွေပေးပါတယ်။သူတို့မိသားစုလေးဟာအင်မတန်ပျော်ရွှင်စရာကောင်းလာပါတယ်။ဒါပေမဲ့နွေရာသီရဲ့အပူရှင်ကပြင်းထန်လာပြီးတောအုပ်ကြီးတစ်ခုလုံးခြောက်သွေ့လာပါတယ်။အာဂါနစ်ခိုင်တို့ဟာပဝင်းကျင်ကတည့်ရွက်ကြီးဝါချင်းဖြစ်လာတာကိုစိုးရင်တကြီးကြည်နေကြပါတယ်။ရာသီဥတုကတိတ်ပူတာပဲခိုင်ငါတို့သားလေးတွေကိုဂယူးဆိုင်ရမယ်လို့အာဂါကပြောလိုက်ပါတယ်။ဒီနေ့မှာတော့ဝေးလာတဲ့အရက်ကနေမိကိုလုံးကြီးတွေတက်လာတာကိုသူတို့တွေ့လိုက်ပါတယ်။တောမီလောင်နေပြီဆိုတာသူတို့သိလိုက်ပါပြီ။တောတွင်ကတရိษံတွေဟာအလန့်အကြားထွက်ပြေးနေကြပါတယ်။အာဂါနစ်ခိုင်တို့လေဘာလို့ရမလဲဆိုတာကိုအကင်းထန်စဉ်းစားကြပါတော့တယ်။သားလေးတွေကပြန်ဖို့အတောင်မစုံသေးဘူး။သူတို့ကိုထားခဲ့လို့မဖြစ်ဘူးလို့ခိုင်ကမျက်ရည်ဝဲလျက်ပြောပါတယ်။ညံ့ငယ်လေးမြတ်ကတော့ကြောက်လန့်တကြားနဲ့မိခင်ဖြစ်သူရဲ့ရင်ခွင်ထဲကိုတိုးဝင်နေပါတယ်။မိတော့တွေကသူတို့ရှိရာတစ်ပင်စီကိုတဖြည်းဖြည်းနီးကပ်လာနေပါသည်။မိခေါက်တွေကတစ်ပင်အောက်ခြေကိုရောက်တဲ့အခါအပူရှင်ကတီးမခံနိုင်လောက်အောင်ပြင်းထန်လာပါတယ်။အာဂါကအတိုက်ကိုမီးမကူအောင်သူ့ရဲ့အတောင်ပံတွေကိုခတ်ပြီးလေဖန်တီးဖို့ကြိုးစားပါတယ်။ခိုင်ကတော့အတိုက်ပေါ်မှာဝတ်ပြီးသားငယ်လေးတွေကိုသူမရဲ့ခန္ဓာကိုယ်နဲ့ဖုံးအုပ်ထားပါတယ်။မီးတောက်တွေကတစ်ကွိုင်းတွေပေါ်ကိုကူးဆက်လာပါပြီ။အာဂါနစ်ခိုင်တို့ဟာကိုယ့်အသက်ကိုမငဲ့ကွက်ပဲသားငယ်လေးတွေပေါ်မှာအတောင်ပံတွေကိုအထက်အုပ်မိုးလိုက်ကြပါတယ်။သားတို့ဘာမှမဖြစ်စေရဘူး။အဖေနဲ့အမေရှိတယ်လို့အာဂါကအားပေးစကားဆိုပါတယ်။မိထောက်တွေကသူတို့ရဲ့အတောင်ပံတွေကိုလောင်မြိုက်နေပေမဲ့သူတို့ဟာနေရာကနေမရွေ့ကြပါဘူး။ခိုင်ဟာအပူတန်းကြောင့်နာကျင်နေပေမဲ့တားငယ်လေးထက်ကိုပိုပြီးတင်းကြပ်ပိုက်ထွေးထားပါရဲ့။သူတို့ရဲ့မေတ္တာတရားကပြင်းထန်တဲ့မိထောက်တွေထက်ပိုမိုခိုင်မာနေပါရဲ့။နောက်တစ်နေ့မနက်မှာတော့မိငိမ့်တော့ပါပြီ။တောအုပ်ကြီးဟာမဲမြောင်းနဲ့ပြားပူတွေဖုံးလွှမ်းနေပါရဲ့။အာဂါနဲ့ခိုင်တို့ရဲ့ရုပ်အလောင်းတွေဟာအတိုက်ပေါ်မှာအသက်မဲ့စွာတည်ရှိနေပါတယ်။ဒါပေမဲ့သူတို့ရဲ့အတောင်ပံအောက်ကနေထက်နဲ့မြတ်တို့ညီအကိုနှစ်ယောက်ဟာဘေးကင်းလုံခြုံစွာနဲ့ထပ်ပေါ်လာကြပါတယ်။ထက်နဲ့မြတ်တို့ဟာကြီးပြင်းလာတဲ့အခါသူတို့ရဲ့မိဘနှစ်ပါးပေးဆက်သွားတဲ့မေတ္တာတရားကိုအမြဲအမှတ်ရနေကြပါတယ်။သူတို့ဟာအဲ့ဒီတစ်ပင်အိုးကြီးရဲ့ဘေးမှာတစ်ပင်အသစ်လေးတွေကိုပြန်လည်စိုက်ပျိုးကြပါတယ်။မိဘတို့ရဲ့မေတ္တာဆိုတာကိုယ့်အသက်ကိုပေးဆက်ပြီးသားသမီးကိုကာကွယ်တဲ့အနိုင်မဲ့အရာဖြစ်တယ်ဆိုတဲ့ပုံမြင်လေးကတက်တည်ထူနေပါတော့တယ်။